မေရိကန်မှာရွှေ့ပြောင်းခြေချနေထိုင်ရမှာဘဝတစ်တစ်ခုကိုပြန်ဆရတာကြောင့်အခက်အခဲမျိုးစုံကိုရင်ဆိုင်ရပါလေဒီအခက်အခဲတွေကိုဘလို့ဖြတ်တန်းကျော်လွှာခဲ့ပါလေကိုတူးလို့တိကြတဲ့စန္ဒယာခင်မောင်ဝင်းမြင့်ကရေမြေချားမှာရုပ်ပုံလွှာစီစဉ်မှာပြောပြထားတာကိုကိုအောင်ကရိုက်ကူးတင်ဆက်ထားပါတယ်ရှင်ကျွန်တော်ဗမာပြည်ကနေပြီးတော့2005ဇွန်လမှာထွက်လာခဲ့တယ်ထွက်လာခဲ့ပြီးတော့ကျွန်တော်ဇွန်လ9ရက်နေ့မှာကျွန်တော်အမေရိကကိုရောက်တယ်ဒီရောက်ချင်းပဲလက်ဆွေပေါင်းတဲ့နေကနေပြီးတော့ဒီရောက်လို့ရှင်တော့ဒီတိုင်းနေလို့မရဘူးအင်္ဂလိပ်စာ ESL ကိုတော့ ES ပဲပေါ့ ESL ပေါ့နော်အဲ့ဒါအခုတော့ EN ခေါ်တာပေါ့အဲ့ ESL သင်တန်းကိုတော့တက်ရမယ်ပြီးတော့မှကိုလိုချင်တဲ့ဘာသာရပ်တွေ major တွေပေါ့ဆရာဝန်ဆိုဆရာဝန် engineer ဆို engineer accounting ဆို accounting အဲ့ဒီသင်တန်းတွေကိုတက်ခွင့်ရမယ်အဲ့တော့တက်ပြီးတဲ့အခါမှာကျွန်တော်ကထပ်ပြီးတော့ music piano associate course AA course ကိုပါဆက်တက်ဖြစ်တယ်ဗမာပြည်မှာတော့တက္ကသိုလ်ဆရာဘဝနဲ့ရောသင်တန်းဆရာဘဝနဲ့ရောပေါ့လေးအေးစစ်စစ်လေးသင်ခဲ့ရတာ哦ပီယန်နိုပေါ်မှာပဲလက်တင်ပြီးတော့အိမ်နေမှာသွားပြီးတော့ဒီလိုပဲသင်ခဲ့ရတယ်သွားလာခဲ့တယ်ဒါပေမဲ့ဒီရောက်လာတဲ့အခါကျတော့အလုတ်ကျန်းသဘောမျိုးဝင်လောက်ရတဲ့ဘဝဖြစ်သွားတာပေါ့နော်စက်ရုံဆိုရင်လဲ shifting ပေါ့မနေ့6နာရီည6နာရီရှိမယ်12နာရီဆိုည9နာရီကနေည9နာရီရှိမယ်အဲ့လိုမျိုးပေါ့နော်8 hour shift to 12 hour shift တို့ ਨੇ လောက်တဲ့အခါမှာstanding ပေါ့အများအားမတ်တက်ရက်ပြီးလောက်တဲ့လောက်တွေများသောအားဖြင့်တော့နိုင်နဲ့ second နဲ့ minute နဲ့မရွေးအများအားဆက်တွေကလဲနေတဲ့အခါမှာ score site ကိုဝင်လိုက်တဲ့အခါမှာအများအားနားရတယ်ဆိုတာမရှိခဲ့တော့ဘူးเนาะတင်ဖို့ခေါ်တဲ့မိတ်ဆွေတယောက်ကနေပြီးတော့ BB Solar မှာစက်ရုံအလုပ်ကိုဝင်တယ်အဲ့လိုဝင်ပြီးတော့2009မှာစက်ရုံက BB Solarize တစ်ခုလုံးကတရုတ်ပြည်ဘီဂျင်းကိုပြောင်းသွားတဲ့အခါမှာအကုန်လုံးပိတ်သိမ်းပြီးတော့ဖျက်သိမ်းလိုက်တာပေါ့နော်အဲ့တော့ဝန်ထမ်းအားလုံးပျောက်သွားပြီးတော့အဲ့ဒီကနေပြီးတော့ကျွန်တော်လောလောဆယ်တော့အဲ့ဒီကာလာလေးမှာဆူရှီဆိုင်မှာဆူရှီဝင်လုပ်တယ်ဆူရှီ2နှစ်လောက်လုပ်တယ်အဲ့လိုဆူရှီတစ်ခါတစ်နှစ်လောက်လုပ်ပြီးတော့အဲ့ဒီကနေမှတစ်ခါအလုပ်တစ်ခုရတော့စက်ရုံအလုပ်ပေါ့နော်စက်ရုံအလုပ်ကိုခုနပြောတဲ့စေးပစ္စည်းလုပ်တဲ့စက်ရုံနောက်တစ်ခါကျတော့အဲ့ဒီကနေတစ်ခါပြန်ထွက်ပြီးတော့တစ်ခါဆူရှီတစ်ခါပြန်ဆိုင်မှာဆူရှီကလည်းဆိုင်ရှင်တွေကခင်းနေတော့တို့ရှိမှပဲပြန်ဝင်ပြီးနောက်တစ်ခါစာရိုက်ပေါ့နော်အဲ့တော့အဲ့ post office ကစက်ရုံမှာစာရိုက်မှာပဲကျွန်တော်တစ်ခါပြန်လုပ်တယ်အဲ့တော့စက်ရုံအဲ့စာရိုက်ကနေမှပဲတစ်ခါထပ်ပြီးတော့အခုနောက်ဆုံး middle first so furniture စက်ရုံပေါ့နော်အခုလက်ရှိလုပ်နေတဲ့စက်ရုံကိုရောက်ရှိပါတယ်ပေါ့နော်ဘယ်ဘက်ကဒီဘက် office ကိုရွှေ့ဟေးဒီဘက်ကိုရွှေ့နောက်ဒီဘက် CEO ရွှေ့လေဒီဘက်ကိုရွှေ့အတွင်းကိုလေ right hand မဟုတ် left hand ဒီဘက်ကိုရွှေ့ C မိတ်ဆွေတယောက်ကနေပြီးတော့တကားလာခောက်ပြီးတော့သူ့သားလေးနဲ့သမီးလေးကိုအဲ့တော့သူကအကျိုးပို့လုပ်ပြီးအိမ်မှာတင်တယ်တင်ပြီးတဲ့အခါမှာအဲ့လိုတင်လိုက်တဲ့တယောက်ကနေတင်လိုက်တဲ့အခါမှာဗမာမိသားစုတွေတော်တော်များများကအကုန်လုံးသိသွားတဲ့အခါကျတော့ဟိုတယောက်ကအင်ခေါ်တင်တာအဲ့လိုဒီတယောက်ကအင်ခေါ်တင်တာအဲ့တော့ကျွန်တော်ကတော့အခုဒီ Washington DC နဲ့နည်းနည်းနိုင်ဝက်လောက်ဝေးတဲ့ Frederick ဆိုတဲ့မြို့လေးမှာနေတာပေါ့နော်အဲ့တော့အဲ့ဒီကနေပြီးတော့ DC တို့ Silver Spring တို့ Rock Bay တို့ဆိုတဲ့မြို့နယ်တွေပေါ့အဲ့ဒီမြို့နယ်တွေကဝါသနာပါတဲ့အကူကြီးပြအကုန်ခေါ်ပြီးတော့အိမ်ခေါ်တဲ့လူလည်းရှိတယ်။ကိုကသွားတင်ပေးရတာလည်းရှိတယ်။နောက်ပြီးတော့ကိုယ်အိမ်ကိုလာတင်တဲ့တင်တန်းလည်းရှိတယ်။အဲ့တော့အဲ့ဒီ
လုပ်ငန်းလေးကတကူကိုဟိုတစ်လောက်ကို4-5ရောက်လောက်ကတော့ရောက်လာတာပေါ့နော်အခုဒီ online သင်တန်းဆိုတာကိုအဲ့ဒီအတိတယောက်ကနေပြီးတော့ပြပြတယ်သူကလည်းမလာနိုင်တော့သူသားလေးကိုသင်ကျင်တယ်ဆိုတော့ကိုတူရဲ့ online သင်တန်းသင်ပေးပါလားအဲ့လိုမျိုးဆိုဘယ်လိုသင်ရမလဲကိုတူရဲ့ဒီလိုရှိပါတယ်တယ်လီဖုန်းနဲ့ iPad နဲ့ဆိုရင်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုတော့သူ့ကိုစပြီးသင်လိုက်ရင်လည်းအခု online သင်တန်းတွင်ကျယ်လာတာပေါ့နော်ဟုတ်ပြီတင်တာဒလူနခတီးမယ်ပြီးရင်ညာဘက်လက်ညှိုးက CO ပြောင်းဘက်3 4တီးမယ်ရပြီအဲ့မှာဝါတစ်ချက်နားတယ်လွန်ခဲ့တဲ့2နှစ်3နှစ်မှာအဲ့ဒီကိုဗစ်ဖြစ်တာရယ်အလောက်ကပင်ပန်းတာရယ်ကျွန်တော်အဲ့ဒီမိသားစုအရေးပေါ့နော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီ theory subject တက်ဖို့လို့ကျန်တဲ့ဘာသာရပ်ကလေးတွေကိုကျွန်တော်ခဏရပ်ထားတာပေါ့အဲ့တော့အခုတော့ AC ရဆိုတော့အခုကျွန်တော်ပြန်တက်ဖို့လုပ်ထားပါတယ်လုပ်တဲ့အခါမှာခုနပြောသလိုပေါ့ဟိုဆရာလည်းအရင်တော်တယ်အဲ့တော့စာဒီ theory subject ကတော့စာဖတ်မှာပေါ့စာဖတ်မဲ့အချိန်နဲ့ကိုပြန်ပြီးတော့လုပ်မယ်လုပ်ပြီးလို့ရှိရင်နောက်တစ်ခါအဲ့ဒါပြီးသွားရင်လည်းဟို BA music ဘွဲကိုဆက်တက်မယ်ကျွန်တော်တို့ကအဲ့ BA music ဘွဲကိုတက်တဲ့အခါကြာလို့ရှိရင်4နှစ်တက်ဆရာမလို့တော့ဟိုကလေးတယောက်ကိုတွားပြီးတော့သူ့အိမ်မှာတင်တန်းတွားပြမလို့ပေါ့နော်တင်တန်းသားတွေပေါ့လေအားလုံးကဗမာတန်စင်တွေကိုပဲကြိုက်တဲ့လူတွေကြတော့ဗမာတန်စင်တွေကဟိုတချင်းကြီးတွေတင်တာပေါ့တချင်းကြီးတွေကိုလက်ကွက်ကလေးနည်းနည်းရလာလို့ရှိရင်အဲ့တော့ဟိုကာလာဘော်လေးတွေကိုခုနကကျွန်တော်ပြောတဲ့ဒီတဲ့ဟိုပမ်ဘရော့ဒီကျွေရမြေတို့လိုဘွာချင်းစုံပြီးပြစေတို့လိုပေါ့နော်တကယ်တော့ကျွန်တော်အစရှိတဲ့ပြမောသူတို့တီးကျင်တဲ့တချင်းလေးတွေကိုကျွန်တော်သင်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ရောက်လာတဲ့အခါမှာဒီလိုအခက်အခဲတွေဟိုကြုံဖို့အတွက်ကိုလူတိုင်းကအလုပ်ကိုတစ်ဖက်ကိုဆိုလိုတဲ့သဘောကတော့နေတဲ့အခါမှာအိမ်လာခပေးရမယ်အိမ်ငှားနေရမယ်အိမ်ငှားရင် apartment ဆိုရင် apartment ငှားနေရရင် apartment ပို့ပေးရမယ် apartment မပေးလို့ရှိရင်ဟို town house ပဲလေ town house ပို့ပေးရမယ် single house ဆို single house mortgage ကအရန်များတယ်အဲ့တော့အဲ့ဒီ mortgage အပြင်ကိုနေတဲ့စားစရိတ်နော်နောက်ပြီးတော့နေတဲ့ရေဘိုးမီးဘိုးတယ်လီဖုန်းကြီး internet ကားမရှိရင်လည်းမဖြစ်တော့ကားကိုလည်းအကျိုးဝယ်ကြရတယ်ကားစရိတ်ပေါ့တော့အဲ့ဒီဒဏ်တွေကိုအများကြီးကိုကရင်ဆိုင်ရမှာဖြစ်တဲ့အတွက် mother unit ဖြစ်တဲ့အလုပ်တစ်ခုတော့လူတိုင်းဟာအမေရိကကိုရောက်တဲ့လူတိုင်းဟာနိုင်ငံသားအားလုံးပေါ့လေသူတို့ကအလုပ်တစ်ခုခိုင်မာတဲ့အလုပ်တစ်ခုလုပ်ရတာပေါ့နော်ရင်ထဲမှာဒီအလုပ်တွေဟိုအဓိကတော့လုပ်နေတဲ့ချိန်မှာ supervisor နဲ့တတိယအမြဲတမ်း check နေတဲ့ချိန်မှာကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကိုမပြတ်စီအောင်စီကံမဖောက်ဖျက်အောင်နောက်ပြီးတော့စက်ရုံတပိအကုန်လုံးမှာ safety ကိုအရင်အဓိကထားကြတယ်။နောက်စက်တွေကအရင် automatic နဲ့လည်းပတ်နေတဲ့စက်တွေဖြစ်တဲ့အခါကျတော့မြင်နေရတယ်လက်ကလေးတွေလက်ချောင်းလေးတွေပြတ်သွားတာလက်ကလေးတွေပြတ်သွားတာနော်အဲ့ဒါအမျိုးတွေကအစားဖြစ်တဲ့အခါကျတော့ safety ကိုလည်း view site တဲ့အပြင်ကိုအဲ့ဒီဖြတ်တန်းတဲ့ဘဝမှာအချိန်တိုင်းဟာကိုယ့်အတွက်ကိုပေပတ်နဲ့ဟိုနားလို့မရဘူးစူးစမ်းရတာပေါ့အဲ့တော့ငါဒီလိုမျိုးဖြစ်လို့ तू ကကြောက်ဖို့ကောင်းတယ်စက်ရုံလို့ရမကြိုက်ဘူးဆိုရင်ခေါ်လိုက်တယ်ခေါ်လိုက်ပြီးရုံးခန်းခေါ်လိုက်လို့ရှိရင်မင်း fire ပဲဆိုရင်အလုပ်ဖြုတ်လိုက်တာပေါ့နော်အဲ့လိုမဖြုတ်ရင်လည်း तू ပြန်သွားလို့ရှိရင်အိမ်ကိုစာနဲ့ message နဲ့ရောက်လာနောက်နေ့ရုံးလာကြမလို့ပေါ့နော်သူတို့မကြိုက်အဲ့တော့ကိုယ့်ရဲ့နောက်ွယ်မှာဘာရှိလဲဆိုတော့
ဒီလိုမျိုးမှပပပနဲ့မကြိုးစားပြီးတော့စီကံလိုက်နာပြီးတော့မလုပ်ဘူးဆိုလို့ရှိရင်ငါဒီအလုပ်ကိုပြုတ်သွားခဲ့လို့ရှိရင်ငါရဲ့နောက်မှာ payment တွေအများကြီးရှိတယ်အဓိကငါမိသားစုအရေးရှိတယ်ဒုတိယအိမ်နဲ့နေရင် single house နေ single house mortgage payment ရှိမယ် apartment home town house ကအစားပေါ့နော်သူများအိမ်လေးမှာငှားနေတယ်အဲ့ဒီဟာပထမဆုံးအချက်ပဲဒုတိယတော့ဘာသာပြောတဲ့စာဝတ်နေပြီပေါ့နော်ကိုယ့်ရဲ့လိုရာတွေပေါ့နော်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကတော့ orchestra wine နေပြတ်ဆက်ယုံနေမှာ piano တီးတဲ့ pianist သမားပေါ့ကျွန်တော်လိုချင်တာအဲ့လိုတီးချင်တယ်ပေါ့နော်ဘယ်ပြတ်ဆက်ယုံကြီးပဲဖြစ်ဖြစ်အဲ့မှာသူများတွေကျွန်တော်အဲ့ခုကြည့်တဲ့အခါမှာ TV မှာကြည့်တဲ့အခါမှာတွေ့တဲ့အချိန်တွေမှာကြည့်လိုက်လို့ရှိရင် orchestra wine ကြီးပဲမှာအဲ့မှာ piano သမားတီးရကြည့်ကျွန်တော်အရန်သဘောကျဟောငါလည်းဒီသဘောအောင်ငါလိုချင်တယ်ပေါ့နော်ဖြစ်ချင်တဲ့ဆန္ဒရှိတယ်ပေါ့နော်